Assalamu alaikum မင်္ဂလာပါနော်ဒီနေ့နဲ့ကျွန်တော်ပြောစရာလေးနည်းနည်းရှိတယ်ကြော်ကြီးဆိုတဲ့တယောက်သိတယ်မလားကျွန်တော်နဲ့လည်းကြားထဲမှာအခြေတင်နည်းနည်းလေးဖြစ်တယ်လေသူကတက်စီမောင်းတယ်ဗျာကရုံအဲ့တော့အဲ့ကြော်ကြီးကအသက်အားဖြစ်လေတော်တော်ကြီးနေပါပြီတိတ်မကြခင်သူလည်းသွားတော့မှာနော်သူလည်းသွားတော့မှာဆိုတော့အဲ့ကြော်ကြီးကဒီဘာပြောလဲဆိုတော့သူ့ဗီဒီယိုနော်သူ့ဗီဒီယိုကျွန်တော်သိရတဲ့အကြောင်းရင်းကိုလည်းနည်းနည်းလေးပြောပြမယ်ကျွန်တော်ရဲ့အကောင့် TikTok အကောင့်3ခုရှိတယ်ဒါပေမဲ့ तू ကကျွန်တော်အကောင့်2ခု तू သိပါတယ် तू ကျွန်တော်ဘလော့တာတယ်ကျွန်တော်နည်းနည်းကြောက်တယ် तू ဘာလို့လဲဆိုတော့ကျွန်တော်ကသူ့ရဲ့အမှားတွေကိုကျွန်တော်ပြန်ထောက်ပြတဲ့သူမျိုးထောက်ပြနိုင်တဲ့သူမျိုးဖြစ်နေတဲ့ပုံမှာ तू ကကျွန်တော်နည်းနည်းကြောက်တယ်နော်ဆိုတော့ကျွန်တော်အကောင့်2ခု तू သိထားတယ်အဲ့တော့အဲ့2ခုလုံး तू ဘလော့တာတယ်ဒါပေမဲ့ကျွန်တော်က3ခုရှိတယ်တစ်ခုနဲ့ကျွန်တော်သူ့ဗီဒီယိုတွေကြည့်တယ်ဒါပေမဲ့ကျွန်တော်ဝင်မမှန်အောင်မှန်တာနဲ့နော်ကျွန်တော်ရဲ့မှန်ကနည်းနည်း level မြင့်တော့ तू သိတယ် तू အကောင့်မှာလို့level မြင့်တဲ့လူလာမှန်ပြီဆိုရင် तू သဘောပေါက်တယ်သိလားအဲ့တော့ကျွန်တော်ရဲ့ဒုတိယအကောင့်လည်း तू အဲ့လိုမျိုးကျွန်တော်ရဲ့မှန်တစ်ခုကိုကြည့်ပြီးတော့ तू ဘလော့လိုက်တယ်ကျွန်တော်မှန်သိသွားတာပေါ့နော်ဆိုတော့ကြော်ကြီးကဗာပြောထားလဲဆိုတော့ကျွန်တော်တို့အိန္ဒိယမှာဒီဂျားထဲမှာနော်ဂျားရက်တယ်မှာဒါ live မှာလည်းအကုန်လုံး TikTok မှာတွေလည်းအကုန်လုံးမြင်နေတွေ့နေရတယ်အိန္ဒိယမှာ debate လုပ်တာပေါ့နော်debate လုပ်တာကဘယ်ဘာသာနဲ့ဘယ်ဘာသာဆိုတဲ့ပုံစံမျိုးနဲ့ debate လုပ်တာမဟုတ်အဲ့ဒါသိထားဖို့လိုတာပေါ့နော်ကျွန်တော်တို့debate ကိုနော် debate ကိုဥဆောင်ပြီးလုပ်တဲ့သူကတော့ကျွန်တော်တို့အစ္စလမ်ဘာသာဝင်ဖြစ်ပေမဲ့မူဖတီဆက်ဖြစ်ပေမဲ့အစ္စလမ်ဘာသာဝင်တယောက်အနေထားနဲ့အစ္စလမ်ရဲ့ဖန်ဆင်းရှင်ဆိုတဲ့ပုံစံမျိုးနဲ့ debate လုပ်တာမဟုတ်အဓိကသူတို့ရဲ့အဓိက debate လုပ်ရတဲ့ရည်ရွယ်ချက်ကဘာသာမဲဆိုတဲ့ဒီဖန်ဆင်းရှင်ကိုလုံးဝလက်မခံတဲ့ဘာသာနဲ့နော်ဖန်ဆင်းရှင်လုံးဝမရှိဘူးလို့ညင်းလာတဲ့ဘာသာနဲ့ဖန်ဆင်းရှင်ရှိတယ်ဆိုပြီးတော့လက်ခံလာတဲ့ဘာသာနဲ့သူတို့ရဲ့ခံယူချက်တွေသူတို့ရဲ့ပြောဆိုမှုတွေကိုအထောက်ထားနဲ့တော့ကွာသူတို့ပြန်လဲခြေပတာမျိုးပေါ့နော်အဲ့မှာသိထားဖို့လိုတာဗုဒ္ဓဘာသာကနာစရာလည်းမလိုပါစရာလည်းမလိုဘာကြောင့်လဲသိလားခင်ဗျားတို့ကိုကျွန်တော်ပြောပြမယ်ဗုဒ္ဓဘာသာကခင်ဗျားတို့မြတ်စွာဘုရားကဖန်ဆင်းရှင်ရှိတယ်လည်းမပြောခဲ့ဘူးမရှိဘူးလို့လည်းမငင်းခဲ့ဘူးအဲ့တော့ဒီဘာသာမဲတယောက်ကမရှိဘူးပြောတာခင်ဗျားတို့ဗုဒ္ဓဘာသာနဲ့အတူတူပဲဆိုရင်တော့တူလိုက်ပါဗျာဟုတ်တယ်မလားဒါကတော့ခင်ဗျားတို့ကိုယ့်ဘာသာအကြောင်းတော့ကိုနားမလဲလို့တူနေတာလိုက်တူနေတာလေဆိုတော့ဘာသာမဲကမရှိဘူးလို့ပြက်ပြက်တသားညင်းလာတာခင်ဗျားတို့ဗုဒ္ဓဘာသာကနော်ခင်ဗျားတို့ဗုဒ္ဓကမညင်းတာကိုဖန်ဆင်းရှင်နော်လက်လည်းမခံရသလိုညင်းလည်းမညင်းတာအောင်ဒါတော့မသိဘူးနဲ့ခင်ဗျားတို့ဒီကရုံးကြော်ကြီးကအစားခင်ဗျားတို့ဗုဒ္ဓဘာသာဝင်အများစုကဖန်ဆင်းရှင်မရှိဘူးခင်ဗျားတို့ကမြတ်စွာဘုရားခင်ဗျားတို့ဂေါရမထက်ပူသိလို့လားသူတော်မှမရှိဘူးမငင်းတာဘူးမပြောတာဘူးရှိတယ်လည်းမပြောဘူးမရှိဘူးလည်းမပြောတာဘူးခင်ဗျားတို့ကပူသိလို့လားကဲထားပါအဲ့တော့ကြော်ကြီးကဘာပြောလဲသိလားကြော်ကြီးကဒီဘိတ်မှာကျွန်တော်တို့ဒီမူဖတီဆက်ကဒီမကောင်းမှုနဲ့ပတ်သက်ပြီးတော့အဲ့ဟိုဘိုးတော်ကပြောတာပေါ့နော်အဲ့ဘိုးတော်ရဲ့အရေးချင်းကလည်း level အရင်မြင့်နေသိလားအဲ့ဘိုးတော်ကလည်းကဘာတီးတယ်လို့ကြော်ကြီးလို့တက်စီလမ်းကျိုးလမ်းကြားတက်စီမောင်းနေတဲ့အနေအထားမျိုးလေးမဟုတ်နော်ဒါပေမဲ့အခုလမ်းကျိုးလမ်းကြားတက်စီမောင်းနေတဲ့အနေအထားလေးကကဘာကျော်2ယောက်ကိုဝေဖန်တာသူကကဘာကျော်2ယောက်ကိုဝေဖန်တာအဲ့လိုဝေဖန်ရုံနဲ့မကပဲနဲ့သူကဖန်ဆင်းရှင်မှာစော်ကားတဲ့စကားတွေပါတယ်သူ့ရဲ့ဗီဒီယိုထဲမှာနော်အဲ့အတွက်ကျွန်တော်ကပြောရတယ်သူဝေဖန်တာလောက်ကကျွန်တော်သူ့ကိုအဖက်လုပ်ပြီးပြောမနေဘူးဒါပေမဲ့သူဖန်ဆင်းရှင်ကိုစော်ကားတဲ့စကားတွေမှားကြောင်းကျွန်တော်ထောက်ပြမယ်ဆိုတော့အဲ့မှာသူကဘာပြောလဲဆိုတော့ကြော်ကြီးပြောတာပေါ့နော်ဒီကျွန်တော်တို့မူတီဆက်ကဓာတ်ကိုဥပမာပေးပြီးပြောတယ်ပေါ့နော်ဓာတ်ကိုထုတ်လုပ်လိုက်တဲ့လူကထုတ်လုပ်လိုက်တယ်ဒါပေမဲ့ဓာတ်ကိုအသုံးချတဲ့လူကအသုံးချမှုမှားသွားတယ်ဆိုအသုံးချမှုမှားတဲ့လူနဲ့ပဲဆိုင်တယ်ထုတ်လုပ်တဲ့လူနဲ့မဆိုင်ဘူးဆိုတဲ့ပုံစံမျိုးသူပြောတာအဲ့တော့အဲ့ကြော်ကြီးကဒါကကျွန်တော်တို့သူ့ရဲ့ဆိုလိုချက်ကကြော်ကြီးပြောချင်တဲ့ဆိုလိုချက်ကဘာလဲဆိုတော့ဓာတ်ကိုနော်ထုတ်လုပ်တယ်ဆိုတွေကကျွန်တော်တို့ဖန်ဆင်းရှင်ကနော်သူကသဘောမပေါက်တာဖန်တီးတာနဲ့ဖန်ဆင်းတာနဲ့တော့အခုချိန်ကြီးကြော်ကြီးဆိုတဲ့ကရုံးကမကွဲဘူးဗျသိလားအဲ့ဒါပြဿနာဖြစ်ဆိုတော့သူပြောချင်တာကျွန်တော်တို့ဖန်ဆင်းရှင်ကမကောင်းမှုတွေကိုထုတ်လုပ်တယ်ပေါ့နော်မကောင်းမှုတွေထုတ်လုပ်တယ်ဆိုသူ့ဗီဒီယိုမှာတိတိကျကျပြောထားတယ်ဆိုတော့ကြော်ကြီးရဲ့တီးစီချင်တာပြောပြမယ်နော်အလာကဓာတ်ထုတ်ပြီးတာလည်းမဟုတ်သိလားငါတို့အလာကငါတို့ဖန်ဆင်းရှင်ကနော်ငါတို့ဖန်ဆင်းရှင်ကတန်နေတန်မဏိတွေကိုဖန်ဆင်းပြီးတာကုံချမ်းနော်တန်နေတန်မဏိတွေကိုဖန်ဆင်းပြီးတာလေအဲ့ဒီတန်နေတန်မဏိတွေကနေပြီးတော့လူတွေကအတုံးချတယ်လူတွေကိုအကျိုးရှိဖို့တော့နော်လူတွေအတုံးချလို့ရအောင်ဖန်ဆင်းပြီးတာဒါလူတွေတွက်ပဲအဓိကလူတွေတွက်ပဲအဲ့တော့အဲ့လူတွေကတကယ်တမ်းအတုံးချတဲ့နေရာမှန်တဲ့နေရာလည်းရှိတယ်ဥပမာအိမ်ဆောက်တာတို့နော်ဟိုကားတို့နော်စိုက်ကယ်တို့လိမ်မြန်တို့တွားလာရေးတွေလွယ်ကူသွားတယ်နော်ပြီးရင်ဟို satellite တွေပါဂျိုရုတွေပါနော်ဟ
Google Map တွေပါတုံးလို့ရတယ် Wi-Fi တွေပါတုံးလို့ရတယ်အဲ့လိုပုံစံတွေအကုန်လုံးကလည်းဒါလွယ်ကူမှုတစ်ခုဖြစ်သွားတယ်ဒီတန်နေတန်မဏိတွေအကြောင်းဒီအရာတွေတီထွင်နိုင်တဲ့ပုံမှာလူသားတွေအတွက်နီးပညာတွေလည်းမြင်လာသလိုလွယ်ကူမှုတွေဖြစ်သွားတယ်ဆိုတော့အဲ့လိုဖန်ဆင်းရှင်ကတန်နေတန်မဏိတွေကိုဖန်ဆင်းပြီးတဲ့အချိန်မင်းတို့ဓာတ်ထုတ်လို့မပြောတာဘူးသိလားအဲ့တော့ဓာတ်ဆိုတာလည်းဒီတန်နေတန်မဏိတွေကနေဓာတ်ထုတ်လို့ရတယ်ဆိုတာလူတွေကအတိတရားနဲ့သူတို့လောက်ကြတယ်လေအဲ့ဓာတ်ကိုလေသူတို့ကထုတ်လိုက်တဲ့လူတွေကဓာတ်ထုတ်လိုက်တဲ့လူတွေကလည်းဓာတ်ကိုတပ်ဖို့ဖြတ်ဖို့ရွယ်ချက်နဲ့ထုတ်တာမဟုတ်ဘူးလေဟုတ်လားနော်လူချင်းတပ်ဘာညာဆိုပြီးထုတ်တာမဟုတ်ဘူးလေဥမာဟိုကတလိษံကိုတတ်မယ်စားမယ်နော်ကိုဒီအစားတောက်စားဖို့တော့တလိษံတတ်မယ်ဘာလဲတတ်မလဲကြောက်တုံးနဲ့ထုမှာလားဟမ်မင်းတို့လို့ကွာနှိပ်ဆက်ပြီးတော့ရဲရဲဆက်ဆက်တတ်တယ်ဆိုရင်တော့တမျိုးပေါ့ဟုတ်တယ်မလားဆိုတော့တလိษံကိုလွယ်ကူနာကျင်မှုမဖြစ်အောင်တတ်တဲ့နည်းတွေကဓာတ်ကိုအသုံးချလို့ရတယ်ပြီးွားရင်အသီးရွက်တွေလှီးမယ်ဖြတ်မယ်ဟုတ်လားကဏ္ဍပေါင်းစုံတော်တော်များများရှိတယ်ဆိုတော့ဒီ movie set ကဓာတ်နဲ့ပတ်သက်ပြီးဥပမာပေးတယ်ဆိုတာကမင်းကသဘောမပေါက်တာမင်းက movie ရဲ့ဇာတ်ကောင်မင်းဘယ်လိုသဘောပေါက်မှာလဲမင်းတက်စီပဲမောင်းတယ်ကိုယ့်ကိုတက်စီမောင်းမှာအေးစီသိလားဟို line ပေါ်မှာ foundation ရဲ့နော်မကောင်းကြောင်းတွေပြောပြီးတော့ like တွေ follow တွေယူမယ်ဆိုရင်တခြားနည်းနဲ့ယူပါအဲ့နည်းနဲ့မယူပါနဲ့ပတ်စံရှာကြတာလားဒါမှမဟုတ်အဲ့ရပြောမှထမင်းစားမယ်ဆိုလေဟိုစားစေးဘယ်လောက်ရှိလဲပြောနေတော့ပါကုညီပေးမှတက်နိုင်တယ်တော့နော်နားနဲ့လှမ်းပြီးတော့ message ပို့လိုက်နော်နော်ညီလေးအကိုကစားဖို့တော့အခက်အခဲဖြစ်နေလို့အကိုဒါတွေပြောနေရတာနော်ပတ်စံရအောင်ဆိုပြီးအဲ့လိုမျိုးဆိုရင်လည်းပို့ပေးမယ်နော်ပို့မနေနဲ့ပြောဆိုတော့နားလည်အောင်ပြောတာတန်နေတန်မဏိတွေကိုဖန်ဆင်းပေးတာဓာတ်တွေပါလေလှုပ်ပေးတာမဟုတ်ဘူးနော်ဟိုကားတွေပါလေအဆောက်အဦတွေပါလေနော်ဟိုဘာတွေပါလေဆိုတာလူတွေပဲလုံနေတာအရာအားလုံးကောင်းတာလည်းလူပဲလုံတာမကောင်းတာလည်းလူပဲလုံတာအပြစ်ကလူမှာပဲရှိရလူကိုရွေးချက်ခွင့်ပေးတာတယ်မင်းကြိုက်တာလို့မင်းကောင်းတာလို့မင်းကောင်းတာရမကောင်းတာလို့မင်းမကောင်းတဲ့အစားရမှာဒါပဲတူပဲနော်ကုရ်အာန်ထဲမှာလည်းပါတယ်မင်းတို့မြူမုံခန်းလောက်ကောင်းခြင်းကိုလည်းအလားစားပေးမှာမင်းတို့မြူမုံခန်းလောက်မကောင်းခြင်းကိုမင်းတို့လုပ်ခဲ့တဲ့မကောင်းခြင်းကိုလည်းအလားစားပေးမှာကုရ်အာန်ထဲမှာပါတယ်တိတိကျကျပါတယ်ဟုတ်ပြီလားဆိုတော့အဲ့ဒါတစ်ချက်နောက်တစ်ချက်ကသူကဘာပြောလဲဆိုတော့ကျော်ကြီးကသူအာဒန်ဆိုတဲ့ပထမဦးဆုံးလူကိုဖန်ဆင်းတယ်တဲ့ဖန်ထာဝရအတွက်ဖန်ဆင်းတယ်စကလုံးတေချာနားထောင်တော့အာဒန်ဆိုတဲ့ပထမဦးဆုံးလူကိုတဲ့ထာဝရအတွက်ဖန်ဆင်းတယ်တဲ့အဲ့တော့ထာဝရအတွက်ဖန်ဆင်းပြီး तू စိတ်မကြည်တော့တဲ့ဂျန်နတ်ကမောင်းထုတ်လိုက်တယ်ပေါ့နော်စိတ်မကြည်တော့အပြစ်လုပ်လို့စိတ်မကြည်တော့ဂျန်နတ်ကမောင်းထုတ်လိုက်တယ်ပေါ့ဆိုတော့ဖန်ဆင်းရှင်ကဒီလိုဖောက်လွဲဖောက်ပြန်တဘာဝရှိတယ်ပေါ့ तू ပြောချင်တာနော်ဖောက်ပြန်တယ်ပေါ့ဖန်ဆင်းရှင်က तू စိတ်မကြည်ရင်ဒေါသထွက်တယ်မောင်းထုတ်တယ်ပေါ့အဲ့ပုံစံ तू ပြောချင်တယ်ဆိုတော့မင်းကြိုးကြီးကရုံးရဲ့မင်းတို့ငါလို့ပြောရတယ်ငါမင်းတို့လိုအရင်ဆိုင်မဟုတ်တော့ခက်တယ်ကွာငါကိုထက်အသက်ကြီးတယ်လို့အဲ့လိုမပြောချင်ဒါပေမဲ့မင်းရဲ့စကားတွေကအဲ့လိုပြောမှဖြစ်မှအနေထားမျိုးဖြစ်နေလို့နော်အဲ့တော့ကြိုးကြီးကရုံးရဲ့သိလားဟိုဖန်ဆင်းရှင်ကအာဒမ်ကိုနော်ထာဝရအတွက်ဖန်ဆင်းတယ်ဆိုပြီးတော့ငါတို့ကုရ်အာန်ကျမ်းမှာတခုမှမပေါ့မင်းကကုရ်အာန်ကျမ်းမှာငါတို့ကျမ်းစာအထောက်ထားနဲ့ပြောတာလို့မင်းကပြောလို့အဲ့စကားကိုငါပြန်ပြောတာကျမ်းမှာတခုမှမပေါ့ငါလဲလီးခံပြီးတယ်ငါ့ကိုလဲဖြတ်ပလိုက်ငါ့ကိုတေတံပြီးမှပေးလိုက်မင်းကြိုက်တဲ့ပုံစံငါ့ကိုဆုံးဖြတ်လို့ရပါခဲ့တယ်ဆိုရင်ဒါပေမဲ့မပါခဲ့ဘူးဆိုရင်မင်းစောက်ရှက်ရှိတယ်အရှက်တရားရှိတယ်ဆိုရင်မပါခဲ့ပဲနဲ့မင်းပါတယ်ဆိုပြီးတော့အရှက်တရားမရှိပဲမင်းပြောခဲ့တာဆိုရင်မင်းနောက်ထပ်ဗီဒီယိုမှာဖန်ဆင်းရှင်ကြောင့်မပြောပါနဲ့တောင်းပန်ပါတယ်နော်ဝါဒမိုင်းနေမတိုက်နဲ့သိလားမပါတာတွေပါတယ်ဆိုပြီးစွတ်လုတ်ပြီးတော့ဝါဒမိုင်းကြီးလိုက်မတိုက်နဲ့ပြီးတော့ငါတို့ကုရ်အာန်ထဲမှာဟိုကပါတာနော်တက်ရှိတိုင်းတက်ရှိဆိုတာလူတစ်မျိုးလည်းမဟုတ်တက်ရှိတိုင်းကတေခြင်းတရားကိုရင်ဆိုင်ရမယ်မတေတဲ့တက်ရှိဆိုတာမရှိဘူးနော်တေကိုတေမှာတေချာပေါက်တေမှာဆိုတော့ငါတို့ဖန်ဆင်းရှင်ကဒီအာဒမ်ဖန်ဆင်းလိုက်တာထာဝရအတွက်မဟုတ်ဘူးအေးထာဝရကငါတို့ကတေပြီးတော့တေခြင်းကိုရင်ဆိုင်ပြီးနောက်ပိုင်းမှာတဖန်ပြန်ဖန်ဆင်းမှာတဖန်နော်မရှိရရှိရအောင်ဒီလူတွေကိုဖြစ်လာအောင်လည်းအစားလည်းဖန်ဆင်းခဲ့သလိုအဲ့လိုငါတို့တေပြီးသွားရင်လည်းငါတို့ရဲ့ဒီခန္ဓာကိုတဖန်ပြန်ဖန်ဆင်းမှာဒါပဲနော်ဆိုတော့ဟိုအရင်ဆုံးကကနနာလေးလာပါသူများပါတော့မတိုက်ခိုက်နဲ့သိလားပြီးတော့မင်းအခုပြောနေတာဘာသာတရားကိုတိုက်ခိုက်တာလည်းပါတယ်ဖန်ဆင်းရှင်ကိုတိုက်ခိုက်တာလည်းပါတယ်ပြီးတော့မင်းအောင်ဝေဖန်တာကဒီကဘာကျော်2ယောက်ကိုနော်ကဘာကျော်2ယောက်ကဘာကတီးတဲ့လူ2ယောက်ကိုမင်းကဝေဖန်နေတာဆိုတော့ကိုယ့်ရဲ့အရေးချင်းကိုလည်းကိုနည်းနည်းလေးသိအောင်နော်ငါရဲ့အဆင့်ကဘယ်အနေထားလဲသူတို့ဝေဖန်ရမယ့်အဆင့်ငါမှရောက်ပြီလားမင်းပုံစံမျိုးဆိုရင်သူတို့ကဒီဘေးလုပ်ဖို့မပြောနဲ့အဲ့ဒီစင်ဘောတက်ဖို့တွက်တောင်မင်းမအရေးချင်းမရှိဘူးအဲ့ဒီအဆင့်တော့မင်းကိုပေးမှာမဟုတ်စင်ဘောတက်လာဖို့အတွက်ကိုဇကားသူတို့နဲ့ရှင်ပြောဖို့မဟုတ်နော်စင်ဘောတက်သွားဖို့အဆင့်တော်မှာသူတို့မင်းကိုပေးမှာမဟုတ်မင်းကိုဘယ်သူမှမသိမင်းတက်စီမောင်းနဲ့တက်စီငားတဲ့လူပဲသိတာဟိုကကဘာသိတာအဲ့လိုကွာနော်အဲ့တော့ရှက်တက်တယ်ဆိုရင်နောက်ဗီဒီယိုတွေမှာမစော်ကားပါနဲ့သိလားကိုယ့်ဘာသာတရားကြောင်းကိုပြောနော်စက်တီလိုက်မတုံးနဲ့မင်းတို့ဂေါရမကိုတိုင်ကဖန်ဆင်းရှင်ကိုမရှိပါဘူးလို့မြင်လာတာမရှိဘူးနော်အဲ့ဒါလေကိုယ့်ဘာသာကိုလည်းကိုယ်အရင်လေ့လာအောင်ဟုတ်ပြီလား
ဆလာမူအလိုင်ကွမ်